Hello ဒီနေ့တော့library သွားဖြစ်တယ်ပေါ့နော် library သွားပြီးတော့ assignment ကြောပြင်ဆင်စရာရှိရလေးပြင်ဆင်ပါတယ်စာကအိမ်မှာလုပ်လို့ရှိရင်မရဘူးပေါ့နော်မရတာတော့မဟုတ်ဘူးအိမ်မှာလုပ်လို့ရတယ်ဒါပေမဲ့ကျောင်းမှာဒါမှမဟုတ် library မှာလုပ်လို့ရှိရင်ပို့ပြီးတော့အဲ့စိတ်မှုပို့ကောင်းတယ်လို့ကိုထင်တယ်အဲ့အကြောင်းမို့ကျောင်းက library မှာ assignment ကြောပြင်ဆင်စရာရှိရလေးသွားပြီးတော့ပြင်ဆင်တယ်ပေါ့နော်assignment လည်းပြီးပြီးချိန်လည်းပို့နေရနဲ့ကျောင်းသားမှာရှိတဲ့မောမှာလူရာလေးတော့မယ်ဆိုပြီးတော့စဉ်းစားလိုက်တယ်ပေါ့နော်အဲ့မောကကြတော့သူက Messi တို့လိုပဲဒါပေမဲ့သူ့မှာ brand စုံတော့မရှိဘူးသူက promotion ချရဲ sale ချတဲ့ brand လေးတွေတန်လေးတွေပေါ့ရတတ်တယ်ပေါ့နော်ကိုရွေးနိုင်သလားသူက Marshall လို့ခေါ်ပါတယ်အဲ့ကိုသွားတယ်ပေါ့နော်သွားပြီးတော့လူရာလေးဝယ်မယ်လို့စဉ်းစားလိုက်ပါတယ်အခုဒီမှာဆိုရင်မြင်တဲ့အတိုင်းပဲသူက glow recipe ကစေးချထားတာဒီတစ်ပေါက်စုံကိုမှ73ကြည့်ကျင်တဲ့လူတွေအတွက်ဆိုရင်တော့တန်တယ်20ပေါ့နော်1999ဆိုတော့20ဒါတော့ without test ပေါ့နော်အဲ့လောက်လေးနဲ့73ကြည့်ရမယ်ဆိုတော့မစိုးဘူးပေါ့နော်ဘာလို့ဆိုတော့ကိုယ်လိုမျိုး sensitive ရှိရဲ့ skin မျိုးဆိုလို့ရှိရင်အဲ့လိုမျိုး full size ချိန်မဝယ်ခြင်းဘူးဆိုရင်ဒါမျိုးလေးရတန်တယ်ဝယ်မှာကြတော့မျိုးလုံးဆွဲတဲ့ခဲတဲ့နဲ့ shampoo နဲ့ဝယ်မှာဒါပေမဲ့မြင်တဲ့အတိုင်းပဲအဲ့မှာ cotton shower တွေဒါကကြတော့ cleansing oil သုံးကြည့်မယ်ဆိုပြီးဝယ်လာတာနောက်တစ်ခုဒါကကြတော့ hair oil ဒီ brand လေးကောင်းတယ်အဲ့ရနောက်ပြီးတော့ဒါနဲ့သုံးဖို့ shampoo ရယ်ပြီးတော့ဒါကကြတော့ mask ပေါ့နော်ဒီ brand ကဟိုနည်းနည်း hit ဖြစ်နေရပေါ့ powder mask မသုံးဘူးတေးတော့ဒါဝယ်လာရယ်ပြီးတော့ဒါက gum ဒါကတော့ sugar တော်တော်လေးနည်းတဲ့ gum ဆိုတော့ကြောင့်ကိုယ်နဲ့အဆင်ပြေရယ်ဒါရယ်ပြီးတော့ဒါမျက်လုံးဆွဲတဲ့ခဲရပေါ့နော်လိုတာတော့ဒါနဲ့ shampoo နဲ့နှစ်ခုပဲဒါပေမဲ့ကျန်တဲ့ဟာရမလို့ပဲမဲ့ဝယ်လာခဲ့မိပါတယ်ထုံးစံအတိုင်းပေါ့နော်အခုကတော့ဒါပတ်စံရှင်မို့စောင့်နေတာပါမြင်တဲ့အတိုင်းပဲဒါရီတိုတယ်အားလုံးပေါင်းကို89ဆိုတော့90ပေါ့နော်100နီးပါးကျသွားတယ်အခုဒါလူရည်လည်းရပြီဆိုတော့အတန်းလည်းမရှိတော့ဘူးဆိုတော့အိမ်ပြန်ဖို့ထွက်လာပါပြီကဲအခုတော့ဘူဒါရောက်ပြီပေါ့နော်ရထားဆောင်ပြီးလို့ရှိရင်အိမ်ပြန်ပါတော့မယ်ရထားလာလို့ရှိရင် Bye guys see you on the next video